ဝမ်းစိန်ဟာဖခင်ဝယ်ပေးထားတဲ့ဈေးပေါ်တဲ့အင်ဂျီကိုချွတ်ပစ်လိုက်တဲ့သုံးနှလုံးဝစ်လာခဲ့တဲ့ဖားသေးထားတဲ့ဖနက်ကိုလည်းချွတ်ထားခဲ့ပြီးမိခင်ထားခဲ့တဲ့ဝက်ဝင်ရုပ်လေးကိုသာပိုက်ကနောက်ပြန်တစ်ချက်တောင်လှည့်မကြည့်ပဲထွက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာဖခင်ရဲ့စိတ်ထဲမှာမတက်မတာဖြစ်လာပေမဲ့ဒီရာအားလုံးဟာသူ့ကြောင့်ဖြစ်ခဲ့တာကိုတော့မသိခဲ့ဘူးမိခင်ကွယ်လွန်ပြီးနောက်ဖခင်ကအပြစ်အားလုံးကိုဝမ်းစိန်အပေါ်ပုံချခဲ့တယ်ကိတ်မှုမတောင်းခဲ့ရင်မင်းမေမတော်တဆဖြစ်ဘူးလို့ယုံကြည်နေခဲ့တာပါ။သူကဝမ်းစိန်ကိုမြောက်ခန်းထဲမှာတော့ခတ်ထားပြီးနေရန်ကိုမျက်နှာမူကအပြစ်ပေးခဲ့တယ်။နောက်ပိုင်းမှာမိခင်နဲ့ဆင်တူတဲ့အမျိုးသမီးတစ်ယောက်ကိုအိမ်ထဲခေါ်လာပြီးသမီးရင်းလိုဆက်ဆံခဲ့တယ်။အဲ့ဒီအမျိုးသမီးကကောင်းကောင်းစားကောင်းကောင်းဝင်နေရချိန်မှာဝမ်းစိန်ကတော့စားချင်းစားကြံတွေပဲစားရတဲ့အမျိုးသမီးကနေမကောင်းနေနေဖြစ်ရင်ဖခင်ကအလွန်အမင်းစိုးရိမ်ပေမဲ့ဝမ်းစိန်အဖျားကြီးပြီးရက်ပေါင်းများစွာလဲနေရင်တော့ဘယ်သူမှဂရုမစိုက်ခဲ့ဘူး။ဒီနှစ်တွေတစ်လျှောက်လုံးအဲ့ဒီအမျိုးသမီးရဲ့ဝင်းနေကိုခန်းခန်းနာနာကျင်းပပေးခဲ့ပေမဲ့ဝမ်းစိန်ရဲ့ဝင်းနေကိုတော့အချိန်တောင်မကျင်းပပေးခဲ့ဘူး။ဖခင်ကလူအများရှိမှတော့အဲ့ဒီအမျိုးသမီးဟာသူ့ရဲ့သမီးရင်းလို့ကြေညာခဲ့တယ်။ဖခင်ရဲ့မျက်လုံးထဲမှာဝမ်းစိန်ဟာအပြစ်သားတစ်ယောက်ပဲဖြစ်ပြီးလူတိုင်းကလည်းသူမကိုအစေခံတစ်ယောက်လိုဆက်ဆံခဲ့ကြတယ်။အဲ့ခံပွဲတစ်ခုမှာသူမကိုကားဆေးခိုင်းခဲ့ပြီးဖခင်ကအေးဆက်စွာကြည့်နေခဲ့တယ်။ဝမ်းစိန်ကတော့ចောင်းစီဆုံးရှုံးမှကြောက်လို့မတော်လန်ရဲခဲ့ဘူး။မိခင်ကိုတက္ကသိုလ်ကောင်းကောင်းတက်မယ်လို့ဂရုပေးထားခဲ့တာကြောင့်အရာရာအားလုံးကိုတီးခံခဲ့ရတယ်။ဒါပေမဲ့ကားသွားဆင်းနေချိန်မှာပဲအဲ့ဒီအမျိုးသမီးကဝမ်းစိန်ဟာသူမရဲ့ဝတ်စုံကိုကိုးဝတ်တယ်လို့ဆွဆွဲခဲ့တယ်။တကယ်တော့မင်းညကအဲ့ဒီအမျိုးသမီးဟာဝမ်းစိန်ရဲ့မိခင်အဝတ်စားတွေကိုတမင်ဝတ်ပြီးသူမရှိမှကြွားဝါခဲ့တာပါ။ဝမ်းစိန်ကမခံနိုင်တော့လို့ပြန်ယူဖို့စူးစမ်းခဲ့ရကနေရန်ညိုးခွဲခံခဲ့ရတာဖြစ်တယ်။ဘလောက်ပဲရှင်းပြဖခင်ကမယုံကြည်ခဲ့ဘူး။အဲ့ဒီအမျိုးသမီးကိုတောင်းပန်ခိုင်းခဲ့ပေမဲ့ဝမ်းစိန်ကခေါင်းမငုံခဲ့ဘူး။အဲ့ဒါကြောင့်ဖခင်ကပါရိုက်လိုက်တယ်။အဲ့ဒီအချိန်မှာဝမ်းစိန်ရဲ့နှလုံးသားဟာလုံးဝအေးခဲသွားခဲ့တယ်။အမျိုးသမီးကလည်းမီးလောင်ရာလေးပင်လုံးနေစေဖြစ်ပြီးနောက်ဆုံးမှာဝမ်းစိန်ရဲ့ဒေါသတွေပောက်ကွဲထွက်လာခဲ့ပြီးဒီမခံနိုင်တဲ့အဆုံးအဲ့နေရာမှာတင်ပါတစ်ချက်ပြန်ရိုက်လိုက်တဲ့ဖခင်ကအလွန်ဒေါသထွက်သွားပြီးသားသမီးအဖြစ်အဆက်ဖြတ်ကြောင်းကြေညာကအိမ်ကနေမောင်းထုတ်ဖို့လုပ်ခဲ့တယ်။အဲ့ဒီအချိန်မှာဝမ်းစိန်ရဲ့နှလုံးထဲကနောက်ဆုံးကြံနေသေးတဲ့မိသားစုတန်ရုံးစင်လေးတောင်စိတ်အမှားမှာကျိုးပဲ့သွားခဲ့တယ်။သူမကဒီလောက်အိမ်လိုအိမ်ကနေထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အမျိုးသမီးရဲ့တငယ်ချင်းကတားပြီးဒီအိမ်ကပစ္စည်းအားလုံးကိုထားခဲ့ရမယ်။ဒါတွေအားလုံးကမိသားစုပိုင်နာလို့ပြောတဲ့ဖခင်ကလည်းဘာမှမပြောဘဲအေးဆက်စွာရက်ကြည့်နေခဲ့တဲ့ဝမ်းစိန်ကတော့ငင်းကုန်မနေတော့ဘူး။သူမဝတ်ထားတဲ့အရာအားလုံးကိုနေရာမှာတင်ချွတ်ထားခဲ့တယ်။ကျမကိုမောင်းထုတ်တာမဟုတ်ဘူး။ကျမကိုယ်တိုင်မနေချင်တော့လို့ထွက်သွားတာလို့ပြောပြီးလှည့်ထွက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲဖုန်းညီလာခဲ့တယ်။မျက်နှာပြင်ပေါ်မှာပေါ်နေတဲ့နံပါတ်ကိုမြင်တော့ဝမ်းစိန်တုံ့လို့သွားတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီနံပါတ်ဟာလွန်ခဲ့တဲ့10နှစ်ကကွယ်လွန်သွားခဲ့တဲ့မိခင်ရဲ့ဖုန်းနံပါတ်ဖြစ်နေလို့ပါတီနံပါတ်က10နှလုံးလုံးတစ်ခါမှမခေါ်ဘူးခဲ့ဘူးဝမ်းစိန်ကဒါဟာနောက်ပြောင်လာလို့တန်တရားဝင်ပေမဲ့ဖုန်းမကင်ပဲလဲမနေနိုင်ခဲ့ဘူးလက်တွေတုံရင်နေတဲ့အတိုင်းဖုန်းကင်လိုက်တဲ့အခါနောက်တစ်စက္ကန့်မှာရင်းနှီးလုံးနဲ့အတန်ထွက်ပေါ်လာခဲ့တယ်ဝမ်းစိန်သမီးလေးအဲ့ဒီအတန်ကိုကြားလိုက်တာနဲ့ဝမ်းစိန်ဟာနေရာမှာတင်ကြောက်ရွံ့လို့တောင့်တင်းသွားခဲ့တော့တယ်